Amlava 30 ရက်နေ့အင်္ဂါနေ့အတွက်ပေါ့နော်8ရက်9ရက်ပေါင်းရင်168ကကီပြီးတော့8ရက်1ရက်ပေါင်း305ခွန်ကီနှစ်303ပေါင်းခြင်း5303ကီ443ပေါင်းခြင်းက831ကီဒါကမနက်ဖြန်အတွက်ပေါ့နော်ပြီးတော့ဒီ9ရက်8ရက်3ရက်ပေါင်းတော့853 385ကီခပိုင်းဒီမှာ9နဲ့6နဲ့6မှာထွက်တယ်ရှင်းနေ16ရှင်းနေ16ဟုတ်ရှင်းနေ16 4နဲ့ပေါင်းရင်6နဲ့ပေါင်းရင်2 sorry 6နဲ့ပေါင်းရင်2ဆိုတော့2ခွန်4ဒီခွန်နဲ့ဒီခွန်နဲ့ပေါင်းပြီးခွန်ထွက်ပါတယ်ပြီးတော့4နဲ့6 5 1 68ကီဒီ1နဲ့ဒီ3နဲ့တွဲပြီး3 1ထွက်ပါတယ်4ပေါင်းခြင်း8နဲ့6နဲ့ပေါင်းရင်4 9နဲ့ဒီတော့မနက်ဖြန်မှာက8 4 8 9 8နဲ့3 4 3 9 3နဲ့1 4 1 9 1နဲ့ဒါရှိပါတယ်ပြီးတော့မနေ့ကတင်ထားတဲ့ဟာကဟူးမကျော်မွေးဒီက3ရက်ခွန်တော့ထွက်သွားပြီဒီ3ရက်နဲ့လည်းပေးရတော့မှာဒါကျန်တဲ့ကနန်း3ရက်9 3ရက်4ရက်လည်းမွေးရမယ်ဒါလည်းဗုဒ္ဓနေ့ထိညနေပိုင်းပြီးရထိမွေးရမယ်ဒါကတော့မနက်ဖြန်ဒိတ်ကုန်ပေါ့မနက်ဖြန်ဒိတ်ကုန်ဆိုပေမဲ့ဒီမှာက3 4ရှိမယ်ဒီ3 4နဲ့ဒီမဲ့3 4ဟုတ်ပြီရော9 4ကတော့ကလနာကြလေးတွေ့ထားလို့ပါဒီတော့ဒါကိုပဲထိုးခြင်းထိုးဒါမထိုးခြင်းလည်းဒီဟာကိုထိုးလို့ရပါတယ်ဒီဟာနဲ့ဒီဟာနဲ့ပေါ့နော်ဒီနှစ်ခုထိုးလို့ရတယ်ဒီနှစ်ခုကလည်းအကွက်ထက်တည်ရှိပါတယ်5656 51 51 3636ပူမာက34ရယ်54ရယ်3338ဒါပဲပူမှာဒီ4ခွက်ပဲပူလာမှာ4 5 6ခွန်8ခွက်ဒီဟူးမကျော်မွေးတဲ့လူတွေကတော့ကျန်တာတွေလိုက်ထိုးမနေပါနဲ့တော့ဟူးမကျော်ပဲမွေးခြင်းလည်းမွေးပေါ့နော်ဒါထိုးခြင်းလည်းလိုက်ထိုးပေါ့လေဒါကတော့ဆရာတို့ရဲ့သဘောအဲ့ဒီမှာအကြိုက်ဆုံးက3 4အကြိုက်ဆုံးပါပြီးတော့8နှစ်ဆိုတော့မိန်းအနေနဲ့3
3 4 5 4 3 3 8 နှစ်ဒီလေးခွက်ကအကြိုက်ဆုံးကျန်တာတွေကတော့ရံပေါ့နော်ကျန်တာတွေကိုနည်းနည်းလေးလျှော့ပေါ့ဒါဆိုရင်တော့အဆင်ပြေတော့ပါပြီအားလုံးကျေးဇူးတင်ပါတယ်